တအိမ်ကောင်းစုပ်ပြဲထန်ရမိဖွားပြီးနောက်သွေးသွန်ခြင်းကိုဖြစ်စေတဲ့စုပ်ပြဲထန်ရများအနက်တအိမ်ကောင်းသို့မဟုတ်မိမ့်မကိုအတွင်းနဲ့ပိုင်းမှာစုပ်ပြဲခြင်းကအများဆုံးဖြစ်ပါတယ်ဒီဗီဒီယိုမှာတအိမ်ကောင်းစုပ်ပြဲခြင်းကိုဘယ်လိုခွဲခြားသိရှိနိုင်ပြီးဘယ်လိုပြုပြင်ရမယ်ဆိုတာပြသထားပါတယ်မိဖွားပြီးနောက်တအိမ်ကမာတယ်ကောင်းကောင်းဝတ်တယ်အချင်းနဲ့အမေးဝါးတွေအပြည့်အစုံမွေးပြီးပြီမဲ့သွေးစင်းများလို့နေရင်မွေးလန်းကြောင်းနံရံမှထွက်ခြင်းမဟုတ်ပါကတအိမ်ကောင်းစုပ်ပြဲခြင်းလို့တန်တရားရှိရပါမယ်သွေးစင်းများနေတဲ့အတွက်မိမကိုအတွင်းပိုင်းကိုစစ်ဆေးဖို့လိုအပ်ကြောင်းအမျိုးသမီးကိုပြောပါစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးပါစီးလက်ကြံမရှိစေတာသိချပါစေလက်တွေကိုဆေးကြောပြီးပိုးတန့်ထားတဲ့လက်အိတ်ကိုဝစ်စင်မှာမီးအောင်ကောင်းကောင်းအောက်မှာအပြင်ဘက်မိမကိုနှခမ်းသားအောင်ဟပြီးစုပ်ပြဲတံရများရှိမရှိကိုညင်သာစွာစစ်ဆေးပါတအိမ်ကောင်းကိုစစ်ဆေးဖို့မိမကိုအတွင်းသို့လက်နှချောင်းကိုအစုံအထိထည့်သွင်းပြီးအောက်ဖက်ကိုမြဲမြဲဖိထားရင်တအိမ်ကောင်းကိုမြင်နိုင်စေမှာဖြစ်ပါတယ်ပြီးရင်တအိမ်ကောင်းအဝထိတ်ကို ring forceps နဲ့ညင်သာစွာကင်မှာတင့်ကိုအကူအညီပေးသူကလိုအပ်သလိုတအိမ်ကိုနှိပ်နယ်ပေးဖို့နဲ့တအိမ်ကောင်းကိုမြင်သာစေရန်ဘိုက်ပေါ်ကတအိမ်ထိတ်ကိုဖိထားပေးဖို့လိုပါတယ်ဒုတိယ ring forceps နဲ့တအိမ်ကောင်းအဝကို3နာရီနေရာမှာထပ်ကင်မှာတအိမ်ကောင်းကိုကြည့်ရှုရန်ဘက်အသီးသီးသို့ညင်သာစွာဆွဲကြည့်ပါတအိမ်ကောင်းပတ်လေကိုနာယီလက်တံတိုင်းရွေ့လျားပြီး ring forceps နဲ့ဆွဲမှပြီးတအိမ်ကောင်းတစ်ခုလုံးကိုစစ်ဆေးမိပြီးသည့်အထိလှုပ်ဆောင်ပါဒီပုံမှာတအိမ်ကောင်းကိုစစ်ဆေးဖို့ retractor ကိုအသုံးပြုထားပါတယ်။တအိမ်ကောင်းအဝကို12နာရီနေရာမှာကင်မှာဒုတိယ forceps ကိုစင်တီမီတာအနည်းငယ်အကွာမှာထားပါ forceps နှစ်ခုကြားမှာရှိတဲ့တအိမ်ကောင်းမှာစုပ်ပြဲထန်ရာရှိမရှိစစ်ဆေးပါအပေါ်ဆုံး forceps ကိုလွှတ်ပြီးကြံ forceps နဲ့စင်တီမီတာအနည်းငယ်အကွာမှာရွှေ့ကင်ပြီးနာယီလက်တံအတိုင်းအဲ့ဒီတိုင်းရွေ့လျားသွားပါတအိမ်ကောင်းထပ်မံစုပ်ပြဲခြင်းကိုရှောင်ရှားရန်တအိမ်ကောင်းအသားကိုတည်တည်ချာချာညှက်ထားပါစုပ်ပြဲတံရံက3နာရီနဲ့9နာရီနေရာတွေမှာမကြာခဏဖြစ်ပွားလေရှိတာကိုမှတ်သားထားပါစုပ်ပြဲမှုများစွာလည်းရှိနိုင်ပါတယ်တအိမ်ကောင်းတစ်ခုလုံးကိုစစ်ဆေးပြီးတဲ့အထိ forceps နှစ်ခုကိုဆက်လက်ရွှေ့လှည့်ပါညိုမဲဖူးရောင်နေတဲ့ပွန်းပဲ့ရာတွေ့ရတတ်ပေမဲ့ပိုပြင်းထန်ပြီးအထူးသဖြင့်သွေးထွက်နေတဲ့စုပ်ပြဲထန်ရာကိုရှာဖွေရမှာဖြစ်ပါတယ်။တွေ့ရှိရတဲ့တအိမ်ကောင်းစုပ်ပြဲထန်ရာမှသွေးထွက်နေပါရင်ဒါမှမဟုတ်1စင်တီမီတာတဲ့ပိုရှင်နေရင်ပြန်ချုပ်ဖို့လိုအပ်ပါတယ်။တအိမ်ကောင်းကမာကျောတဲ့တစ်ရှူးဖြစ်တဲ့အတွက်ခိုင်ခန့်တဲ့အပ်နဲ့20 chromic catgut ချီကိုအသုံးပြုပါ။တအိမ်ကောင်းမှာနာကျင်မှုအာရုံခံနိုင်တာမရှိတဲ့အတွက်ထုံဆေးမလိုအပ်ပါတအိမ်ကောင်းနှခမ်းသာစုပ်ပြဲတံရအနားနှစ်ဖက်လုံးကို ring forceps နှစ်ခုနဲ့ကင်ပါဒီလိုကင်ထားတာကတအိမ်ကောင်းကိုတည်ငြိမ်စေပြီးစုပ်ပြဲနေတဲ့အနားစွန်းများကိုဖျောက်တမ်းစေပါတယ်စုပ်ပြဲတံရထိတ်တောက်မှာလေးရက်ထုံးဖြင့်အောက်ခံချုပ်ရိုးကိုထားပါအက်ကိုစုပ်ပြဲတံရအနားစွန်းတစ်ဖက်ရဲ့အပြင်ဘက်မှာအတွင်းဘက်သို့ထည့်သွင်းပြီးကြံအနားစွန်းရဲ့အတွင်းဘက်မှာအပြင်ဘက်သို့ထုတ်ခြင်းဖြင့်အဆုံးသတ်ပါတအိမ်ကောင်းရဲ့စုပ်ပြဲတဲ့ဘက်ချမ်းကိုသာချုပ်ရန်သတိထားပါတအိမ်ကောင်းကိုပိတ်မိအောင်မချုပ်မိပါစေနဲ့စုပ်ပြဲတံရကို continuous suture ဇက်တိုက်ချုပ်ရိုးနဲ့ပိတ်ပြီးလေးရက်ထုံးနဲ့အဆုံးသတ်ပါချုပ်ရိုးကသူ့လိုလိုပြုံဝင်သွားမှာဖြစ်ပြီးချုပ်ရိုးဖြီဖို့မလိုကြောင်းအမျိုးသမီးကိုပြောပါ
ဒဏ်ရာကျက်ဖို့အချိန်ရရန်အတွက်အနည်းဆုံး6ပတ်မြမိမကိုအတွင်းသို့မြည်သည့်အရာမှမထည့်သွင်းဖို့မှာကြားပါမှတ်သားရန်မွေးဖွားပြီးနောက်တိမ်ကောင်းကောင်းဝတ်ပြီးအချင်းနဲ့အမေးဝါးတွေအပြည့်အစုံမွေးပြီးပေမဲ့သွေးစင်းများလို့နေရင်မိမကိုနံရံမှထွက်ခြင်းမဟုတ်ပါကတိမ်ကောင်းဆုပ်ပြဲခြင်းလို့တန်တရားရှိရပါမယ်တိမ်ကောင်းဥဝကို reinforcer နှစ်ချောင်းနဲ့နိုင်လက်တန်အတိုင်းရွေလျားကင်တွယ်ပြီးတိမ်ကောင်းတစ်ခုလုံးကိုစစ်ဆေးပြီးတဲ့အထိလှက်ပတ်စစ်ဆေးပါဆုပ်ပြဲဒဏ်ရာနှခမ်းသားနှစ်ပတ်ကိုခိုင်ခတ်နဲ့အပ်နဲ့ချုပ်ပြီးတွဲဆက်ပေးပါ